အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့အမ606တက်ရင်တွေတာဝန်ထမ်းဆောင်နေတော့ရဲဘော်ကိုထောက်လဲဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနမှ34ကြိမ်မြောက်ပြီးရတဲ့တက်ရင်ထောက်ပံ့တဲ့အတူတူတုံးစီရဲ့အတွက်အမ606တက်ရင်မှလက်ခံရရှိပါကြောင်းတည်ပြီးအားပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရဲဘော်သွန်းသွန်းပဲဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနမှ34ချိန်မြောက်ပေးအပ်တဲ့တရင်ထောက်ပံ့တဲ့အထွေထွေအသုံးစရိတ်ကိုကျွန်တော်တို့တရင်မှလက်ခံရရှိပါတယ် ကျွန်တော်ကတော့ပဲခူးခရိုင် P2 303တရင်ရစေးတောင်ခံကိုရဲဖြစ်ပါတယ်ကျွန်တော်တို့တွေအခု34ချိန်မြောက် PRF ထောက်ပို့တက်ရဲ့34ချိန်မြောက်တရင်ထောက်ပံ့ငွေနဲ့အသုံးစရိတ်အတွက်ကိုကျွန်တော်တို့တရင် P2 303တရင်ရနေပြီးတော့လက်ခံရရှိခဲ့ပါတယ် ဒါပါခင်ဗျာကျွန်တော်ကတော့ဒေါ်ကြီးကခုနကောင်တက်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်စခိုင်းမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်နံပါတ်ကတော့ P29912 147ဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့တကြီးကခုနှစ်ကောင်တရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲမင်းမင်းလိုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်နံပါတ်ကတော့ P29912 179ဖြစ်ပါတယ်ရှင်ကာကွယ်ရေးဝန်ကြီးဌာနမှ34ချိန်မြောက်ပေးအပ်တဲ့တရင်ထောက်ပံ့တဲ့အထွေထွေသုံးစရိတ်ကိုကျွန်တော်တို့တကြီးကခုနှစ်ကောင်တရင်မှာလက်ခံရရှိပါတယ်ရှင် မင်္ဂလာပါကျွန်တော်တော့ရေပေါ်မှာဖြစ်ချင်ဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနမှ34ကျင်းမြောက်ပြရတဲ့လက်ရင်အထူးရဲ့30ကိုကျွန်တော်တို့ Victory Tonic ဖက်ကွန်ပျူတာမှလက်ခံရရှိပါတယ် PRF ထောက်ပို့တက်သားတွေရဲ့တာဝန်ထမ်းဆောင်မှုတွေကကျွန်တော်တို့ရဲ့အတွက်အားအရှိဆုံးကြောက်ထောက်နောက်ခံမှာနောက်တန်းမြဲမှာရှေ့တန်းရဲမှာမှုဆက်လက်ထောက်ပို့ကူညီပေးကြဖို့တိုက်တွန်းချင်ပါတယ် PRF ထောက်ရတာတွေရဲ့တာဝန်ထမ်းဆောင်မှုတွေကကျွန်တော်တို့အတွက်အင်အားရှိဆုံးတစ်ထောက်နောက်ခံမှာနောက်တန်းမြဲမှာရှေ့တန်းရဲမှာမလို့ဆက်လက်ပါအောင်ကူညီပေးကြဖို့တိုက်တွန်းပါတယ်ရှင် PRF ထောက်ပို့တက်သားတွေရဲ့တာဝန်ထမ်းဆောင်မှုတွေကကျွန်တော်တို့အတွက်အားအရှိဆုံးကြောထောက်နောက်ခံပါနောက်ထပ်မြန်မာရှေ့တိုင်းရဲမှာမှုဆက်လက်ပါဝင်ပြကြဖို့ရောကြားချင်ပါတယ် PRF ထောက်ပို့တက်သားတွေရဲ့ပါဝင်ထောက်ပို့မှုတွေကကျွန်တော်တို့အတွက်အားအရှိဆုံးကြောထောက်နောက်ခံတွေပါနောက်တန်းမြဲမှာရှေ့တန်းရဲမှာမှုဆက်လက်ပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင် 好了，有这